Hello everyone, hello my Minglaba. This is I'm the first time talking blog. Di ni ma no no po ba be ko lou thaya pan jan ma. Tat pong li lai yai ma bo no. Hello me lai ji pi ba. Let's go. Da pa thama song pong po. Pai ro thabo ma ja bu da me tu ka a pin ma jin ne ne ro hla de a yaung sing sing li ne. Da li le yai ba de. Da li ro a pin ma ro chi ya da ro tai ma hla de ne. Pan li ji ya lan san ne. Hla de bo no. Da li le yai phit ba de. ဒီနေ့လေးလည်းမစိုးပြောရမယ်ပတ်ကြံမှာဒီကာလတိတ်လှတဲ့အပင်တွေတိတ်မပေါ်ဘူးဒါပေမဲ့အိုက်ကြားတွေကနေပြီးတော့လှလောက်မယ်ထင်တာလို့ရိုက်ကြည့်ရမယ်ဒီလိုပဲအားလုံး6ရိုက်ကြည့်ရပါတော့အကုန်လုံးကသူ့ဟာနဲ့သူပုံတိုင်းကလွမ်းစရာဆွဲစရာပုံလေးလည်းပါလာတာပေါ့နော်ဒါတော့ကျွန်တော်တို့စက်ရုံနဲ့ရေကန်ကြီးပေါ့သူလည်းလှတယ်အပန်းဖြေလို့ကောင်းတဲ့နေရာတွေမှာတစ်ခုပါတယ်မရှိမဲ့လေးလိုက်ရတာပေါ့သူလည်းလှပါတယ်တခြားကြည့်လိုက်ရင်တော့လှသွားတဲ့အရာတွေကြည့်ပါမယ်ဒါပန်းကြံရဲ့အဝင်ဝပေါ့အဝင်ပေါက်မှာရှိတဲ့နေရာလေးပေါ့ဝိရလက်ညင်တော့သူလည်းလှတယ်ဒါတော့စက်ရုံထဲမှာရှိတဲ့ဘယ်လိုလှတဲ့သုံးပင်ကြီးပေါ့သူ့ရဲ့ပုံသဏ္ဍာန်ကလုံးဝဝိုင်းဝိုင်းနဲ့လှတယ်ပေါ့နော်အခုရိုက်ခဲ့တဲ့ပုံတွေအားလုံးကိုဒီဟာဝဲ Y6P နဲ့ရိုက်ခဲ့တာဟာဝဲ Y6P ကတော့2020တော့ဝယ်ခဲ့တာပေါ့နော်အဲ့တော့ဟုတ်တယ်2020တော့ဝယ်လိုက်ဖုန်းထလေးရအခုချိန်ကြီးလှနေလို့အားလုံးအဆုံးထိလိုက်ကြည့်ပြီးတော့အားလုံးကျေးဇူးပါအဖွဲ့သား2ယောက်အိမ်မြန်ပါပြီခင်ဗျာ